ဒီဝဆင်းရဲလို့ရှိရင်ဒါနကောင်းမှုများများလုပ်ပေးလိုက်နောက်ဘဝမဆင်းရဲတော့ကြားဘူးလားဗမာပြည်မှာနမရောမေနုအမရပူရမှာနမရောမေနုကကိုးပဲလေဆရာတော်ဥပုပ်ဆိုတာကြားဘူးဆရာတော်ဥပုပ်ရဲ့မေတော်ကြီးကဆင်းရဲရှာတော့ကြောင်းလာပြီးတော့တပည့်ကလေးတစ်ထည်ဆော့မအောင်ဆရာတော်သူ့သားဆရာတော်ဥပုပ်စီလာသူ့မှာဆင်းရဲလို့တပည့်ကလေးတစ်ထည်လောက်တော့ဆော့မလို့ဆိုတာလာတယ်တက္ကမကြီးကပခုံးပေါ်မှာတပည့်အနွမ်းကလေးပန်းလာအဲ့တော့ဆရာတော်ဥပုပ်စီသွားတဲ့အခါကျဆရာတော်ဥပုပ်ကအဲ့ဒီတပည့်အစုပ်ကလေးအနွမ်းလေးကိုလှူခံလိုက်တယ်တပည့်အစ်စ်မပေးဘူးအဲ့ဒါကိုလှူခံလိုက်တယ်ဘာကြောင့်လို့ဆိုလှူမှချမ်းသာမှာလေယူတာမချမ်းသာဘူးလေဒါကြောင့်လို့ဒါနကောင်းမှုလုပ်ခိုင်းလိုက်တဲ့သဘောပဲဒါအင်းဆင်းရဲဆိုရင်ကုသိုလ်ကောင်းမှုလုပ်ကိုစားတဲ့တဲ့ဓမင်းတို့ရှော့စားလိုက်တန်ဃာတစ်ပါးကြွလာဆွန်းလောင်းလိုက်ဒီဟာအမောချမ်းသာတယ်နော်ကိုစားတဲ့တဲ့အများကြီးလောင်းမှုမဟုတ်ကိုစားတဲ့တဲ့ဆွန်းဓမင်းမကန်တဲ့ကဟင်းနှစ်ခွက်လေးဒီနေ့ရှော့စားလိုက်နောင်းလိုက်ဝတ်သားတို့နှစ်တုံးရှိရင်ကိုယ့်အတွက်တစ်တုံးချမ်းသာတန်ဃာအတွက်တစ်တုံးလောင်းလိုက်ဒါဌာနကောင်းမှုလုပ်လိုက်တာပဲကုသိုလ်ဖြစ်သွားတယ်ကိုစားတဲ့ထဲတခုခွဲပေးလိုက်တယ်ဆိုတော့တန်ဃာမှလောင်းရတော့မဟုတ်ကိုအမေကိုကျွေးလိုက်မယ်ကိုတူကိုကျွေးလိုက်မယ်စေရနာနဲ့ဘယ်သူပဲဖြစ်ဖြစ်ကျွေးလိုက်တယ်ကိုစားတဲ့ထဲကနေမုံလေးတစ်ချက်ရှိရင်တစ်ချမ်းကျွေးလိုက်တယ်ငပြောသည်ဆိုရင်တစ်ချိုးကျွေးလိုက်တယ်ဒါလည်းဌာနကောင်းမှုဖြစ်တာနော်ဒါကြောင့်မကားတွေကလည်းငါမန္လိဆရာတော်ကြီးကသူကဆိုထားတဲ့စကားဆိုလက်ဖက်တယူကျန်တချိုးရေအိတ်တစ်ဆက်ရေအိတ်တစ်ခွက်စီတစ်ဆက်နဲ့လက်ဖက်တယူကျန်တချိုးမြတ်ဒါနဖူစီရကောင်းမှုချိုးစားပြုလို့ဘာပဲလေဒါနကောင်းမှုလို့ဆင်းရဲမွေးတည်မှုကနှုတ်ဖို့ရတဲ့ဒီလိုတော့